ဒီနေ့မှာတော့စိတ်ကနေပြီးတော့ hope and expectation ဆိုတဲ့အကြောင်းအရာလေးကိုဗီဒီယိုအနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။လူတွေအတွက်အသက်ရှင်မှုကမျှော်လင့်ချက်တွေပြည့်နေမှဘဝကအတိတ်ပဲရှိတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တခါတရံမှာမျှော်လင့်ချက်အမှားတွေကြောင့်နာကျင်မှုတွေပြိုလဲမှုတွေကိုခံစားကြရပါတယ်။ဒီလိုအခြေအနေမျိုးမှာ hope ဆိုတဲ့ကိုယ်စိတ်ထဲကလာတဲ့မျှော်လင့်ချက်နဲ့ expectation ဆိုတဲ့ပြင်ပကအရာတွေပေါ်မှာမျှော်မှန်းချက်ဒီနှစ်ခုကိုကိုယ်ကိုယ်ပြပြသိမယ်ဆိုလို့ရှိရင်နာကျင်မှုတွေကိုရှော့ချနိုင်မှာဖြစ်ပြီးဘဝကအတိတ်ပဲနဲ့ပြည့်စုံနိုင်မှာဖြစ်ပါတယ်။အဲဒီတော့ hope နဲ့ expectation ရဲ့ကွဲပြားမှုကိုဆက်ပြီးလေ့လာကြည့်အောင်နော်။ hope and expectation ဆိုတာနှစ်ခုလုံးကမျှော်လင့်တာဖြစ်ပါတယ်။ဒီနေရာမှာတော့မျှော်လင့်ခြင်းနဲ့မျှော်မှန်းချက်ဆိုပြီးတော့မြန်မာလိုပြန်ပြီးသုံးလုံးချင်ပါတယ်။မတူတာကတော့ hope ဆိုတာစိတ်ထဲကလာတဲ့အရာဖြစ်ပါတယ်။လိုချင်တဲ့စိတ်ဆန္ဒကိုအခြေခံပြီးတော့အကောင်းဆုံးမျှော်လင့်ပြီးစိတ်ခွန်အားတွေယူတာဖြစ်ပါတယ်။ expectation ကတော့အခြေအနေအချိန်ခါအရရက်ကိုသုံးသပ်ပြီးဖြစ်နိုင်ရရှိတဲ့ရလဒ်ကိုမျှော်မှန်းတာမျိုးဖြစ်ပါတယ်။ hope ဆိုတာကတော့ရေရှည်တည်ဆောက်အကောင့်ထဲပေါ်ရတဲ့အိမ်မက်ဖြစ်ပြီးတော့ expectation ဆိုတာကတော့ကာလတူစီမံကိန်းတွေရဲ့ရလဒ်ကိုခန့်မှန်းတာမျိုးဖြစ်ပါတယ်။အကျယ်တဝင်းမျှော်လင့်ခြင်းဆိုတဲ့ hope ကိုဆက်ပြီးဆွေးနွေးရမယ်ဆိုရင်တော့ hope ဆိုတာကလက်တွေ့ပြင်ပအခြေအနေတွေကိုထည့်သွင်းစဉ်းစားတာထက်ကိုယ့်ရဲ့နှက်ဆိုင်တဲ့စိတ်အတွင်းပိုင်းကနေပြီးတော့ဖြစ်ချင်တာလိုချင်တာတွေကိုပြင်းပြင်းပြပြရရှိခြင်းနဲ့စိတ်အပြင်ရရှိနိုင်တယ်လို့ယုံကြည်ချက်ဖြစ်ပါတယ်။ဒီအခြေအနေကတော့လက်တွေ့မဆန်တာလည်းဖြစ်နိုင်တယ်။ကိုယ့်ရဲ့လုံနိုင်တဲ့စွမ်းအားတွေအခြေအနေတွေနဲ့မကိုက်ညီတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီမျောလင့်ခြင်းကသာလူတွေကိုသူတို့လုံနိုင်စွမ်းထက်ပိုပြီးကြီးမားတဲ့အရာတွေကိုလုံနိုင်ဖို့အတွက်တွန်းအားတွေဖြစ်စေတာဖြစ်ပါတယ်။အသက်ရှင်နေတဲ့ချိန်မှာအရာရာကိုလက်တွေ့အခြေအနေနဲ့သာချိန်ထိုးပြီးမျှော်လင့်ချက်တွေထားမယ်ဆိုရင်ဘဝကညှိငွေ့စရာများပြီးပျော်စရာတွေနည်းပါလိမ့်မယ်။ဒါကြောင့်အသက်ရှင်တဲ့အခါမှာ hope ဆိုတဲ့မျှော်လင့်ခြင်းဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။မျှော်လင့်ခြင်းမရှိတဲ့အခါမှာဘဝကတကယ်ကိုအတိတ်ပဲမဲ့နေပါလိမ့်မယ်။ခက်ခဲနေတဲ့ချိန်မှာအကောင်းဆုံးတွေဖြစ်လာလိမ့်မယ်ဆိုတာကိုယုံကြည်နေတာမျိုးကအဲ့ဒီခက်ခဲတွေကိုကြော်ဖြတ်ဖို့အားအင်တွေပေးပြီးတကယ်လည်းကြော်ဖြတ်နိုင်ပါလိမ့်မယ်။ဒါကြောင့်မျှော်လင့်ခြင်းတွေအဖြစ်နဲ့မိမိလိုချင်တဲ့အရာကိုတစ်နေ့မှရရှိရမယ်ဆိုတဲ့ယုံကြည်ချက်မျိုးနဲ့အာယူပြီးသက်ရှင်နေခြင်းကလိုချင်တဲ့အရာကိုရရှိဖို့စိတ်ဆွမ်းအားနဲ့ခန္ဓာဆွမ်းအားကိုပေးပါလိမ့်မယ်။ကြာရှုံးနေတဲ့အချိန်မှာတော့ထက်ခါကြိုးစားခြင်းနဲ့စိတ်ကိုတိဆောက်ပေးနိုင်တာဖြစ်လို့ hope ဆိုတဲ့မျှော်လင့်ခြင်းကိုလိုအပ်ပါတယ်။နောက်တစ်ခုကတော့ expectation ဖြစ်ပါတယ်။သူကတော့လုံနိုင်စွမ်းအခြေအနေအရရက်ကိုသုံးသပ်ပြီးတော့မှဖြစ်နိုင်ရရှိတဲ့အရာကိုရလဒ်အဖြစ်မျှော်မှန်းခြင်းဖြစ်ပါတယ်။အသက်ရှင်ရပ်တည်ဖို့အတွက်လုံနိုင်စွမ်းကိုကျော်လွန်နေတဲ့ဖြစ်နိုင်စွမ်းကိုလွန်နေတဲ့မျှော်လင့်ချက်တွေနဲ့ပဲအသက်ရှင်လို့မရပါဘူး။လက်တွေ့ကြတဲ့မျှော်မှန်းချက်တွေနဲ့တည်ဆောက်ရပါတယ်။ဘဝမှာကြုံတွေ့ရသမျှကကိုမျှော်လင့်ထားသလိုပဲမဟုတ်ပါဘူး။အခြေအနေတွေပေါ်မှာသုံးသပ်ပြီးဖြစ်နိုင်ရရှိတဲ့ရလဒ်အပေါ်မှာစိတ်ကိုပြင်ဆင်ခြင်းကအရန်လိုအပ်ပါတယ်။ဒါကြောင့် expectation ဆိုတဲ့မျှော်မှန်းချက်ဆိုတဲ့အခါမှာအခြေအနေကိုသုံးသပ်ပြီးနောက်ထပ်စူးစမ်းမှုတွေပြုလုပ်တဲ့အခါအတွေ့အကြုံတွေကိုပြန်သုံးချဖို့ဖြစ်ပါတယ်။ဥပမာနဲ့အရှင်းဆုံးပြောရရင်တော့ဒီနေ့မှာကျွန်ုပ်တို့ရဲ့ကဘာမြေကြီးကစိမ့်လန်းဆုပ်ပြေးပြီးကျန်းမာတဲ့ကဘာကြီးဖြစ်လာဖို့အားလုံးကမျှော်လင့်ထားကြပါတယ်။ဒါကတော့ hope ဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့အတွင်းမှာဖြစ်လာနိုင်တဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်တွေပျက်စီးမှုတွေနဲ့ဘယ်လိုပြင်ဆင်မှုတွေလုပ်ရမလဲဆိုတာကိုမျှော်မှန်းတွက်ချက်တာကတော့ expectation ဖြစ်ပါတယ်။အကျဉ်းချုပ်ရမယ်ဆိုရင် hope ဆိုတာကကိုယ့်ရင်ထဲကနှက်ဆိုင်တဲ့ဆန္ဒနဲ့ကိုယ့်ကိုအလင်းပေးနိုင်တဲ့အရာဖြစ်ပြီးတော့ expectation ဆိုတာကတော့ပြင်ပကကိုထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာထားရတဲ့မျှော်မှန်းချက်ဖြစ်ပါတယ်။ဒါကြောင့်ပြင်ပအရာတွေပေါ်မှာလွဲမှားစွာ hope ကိုမထားခြင်းအပြင်ကိုတိဆောက်ဖို့ရန် sharing လုပ်ပေးလိုက်ပါတယ်။မနက်ဖြန်တွေမှာတင့်တော်လျောက်ပတ်စွာမျှော်လင့်တမှကျမ်းမာပျော်ရွှင်ပြီးအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်ရာကိုမဆိုမျှော်လင့်မိလာတဲ့အခါမှာ hope လား expectation လားဘယ်အရာဖြစ်တင်လဲဆိုတာကိုတွေးတောဆင်ခြင်ပြီးကျမ်းမာပျော်ရွှင်တဲ့ကြီးမားတဲ့မျှော်လင့်ခြင်းတွေစီအရောက်လန်းနိုင်ပါစေလို့စိတ်ကနေဆန္ဒပြုလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်